Lisa ပါတယ်ကျွန်တော်တို့CLPH ကကျွန်တော်တို့ခန့်အပ်ထားတဲ့ကျွန်တော်တာမတ်ကြီးနဲ့နော်မိတ်ဆွေအားလုံးကိုကျွန်တော်လေးစားပါတယ်ကျွန်တော်စိုက်ထွေးမောင်ပါကျွန်တော်ရှမ်းပါကျွန်တော်အမေရိကမှာရောက်နေတာလဲ16နှစ်လောက်ရှိပြီအမေရိကမရောက်ခင်မှာဟောင်ကောင်မှာ25နှစ်နေခဲ့တယ်ကျွန်တော်1989ခုနှစ်တုန်းကဗမာပြည်ကနေကျွန်တော်ထွက်လာတယ်အဲ့ဒီတုန်းကကျွန်တော်ဆရာဝန်ပါအဲ့ဒီတုန်းကကျွန်တော်လာရှိုးဆေးရုံမှာကျွန်တော်ဆရာဝန်လုပ်ခဲ့ပါတယ်89မှာအလုပ်ထွက်ပြီးတော့ကျွန်တော်နိုင်ငံခြားထွက်လာတယ်ဟောင်ကောင်25နှစ်ပြီးအမေရိကမှာအခု16နှစ်19နှစ်ရှိသွားပြီထွက်လာတဲ့အကြောင်းလဲဒီလိုပဲတမတော်ကကျွန်တော်တို့အရန်ဒုက္ခပေးလို့တမတော်ကကျွန်တော်တို့တော်ကိုဒုက္ခပေးတဲ့ဆရာဝန်လုပ်တာတော့ဆရာဝန်အလုပ်မလုပ်ရဘဲနဲ့စစ်ကြောင်းတွေလိုက်ပြီးတော့မှသူတို့နဲ့ဒုက္ခခံခဲ့ရတာအများကြီးဒါမှမဟုတ်ကျွန်တော်လုံးဝမခံနိုင်တော့ဘူးဒါကြောင့်မခံနိုင်လို့အလုပ်ထွက်ပြီးတော့ပတ်စံယော်ပြီးတော့ကိုထွက်တာပတ်စံသူတို့ကယော်ခိုင်းတယ်ဆိုယော်လိုက်တယ်ယော်ပြီးတော့89ခုနှစ်တုန်းကကျွန်တော်ဗမာပြည်ကထွက်လာတယ်အခုထက်ဒီပေါ့လေဗမာပြည်မှာဆို40နဲ့နှစ်လောက်ရှိသွားပြီနိုင်ငံခြားရောက်နေဒီနေ့လဲအခုဒီမှာရှိတဲ့ကျွန်တော်CFPH လူကြီးမင်းနေနဲ့တွေ့ဆုံပြီးတော့မှကျွန်တော်တို့ရဲ့ခန်းစားချက်လေးတွေကျွန်တော်သိချင်တာလေးတွေမိခွင့်ရတဲ့အတွက်ထူးပဲကျေးဇူးတင်တယ်အထူးသဖြင့်အခုFebruary 1ရက်နေ့ကနေပြီးတော့စစ်အာဏာသိမ်းလိုက်တာFebruary 9ရက်နေ့မှာကျွန်တော် CRPH ကိုဖွဲ့စည်းခဲ့တယ်ဖွဲ့စည်းတဲ့အထက်မှာကျွန်တော်တည်တလောက်ဆိုရင်ကော်မတီဝင်15ယောက်နဲ့ဖွဲ့စည်းခဲ့တယ်ဆိုတာသိတယ်ဆိုတော့ကျွန်တော်မေးချင်တာကအဲ့ဒီ15ယောက်ထဲမှာကျွန်တော်တို့တိုင်းရင်းသားတွေဘယ်နှယောက်ပါတယ်လဲလို့ဘာလို့တိုင်းရင်းသားတွေကိုမထည့်တယ်လဲဆိုတော့ကျွန်တော်မေးချင်တယ်တစ်ချက်နောက်ဒုတိယတစ်ချက်ကပါလဲဆိုလို့ရှိရင်ဒီအခု CRPH အတော်လှုပ်ရှားနေတယ်သဘောကျတယ်ကျွန်တော်သဘောကျတယ်ဘာ CRPH ရှိမှပဲခုနပြောတဲ့ဒီတော်လိုင်းအာနာသိန်းစစ်ကောင်စီကိုကျွန်တော်တို့ပြန်ပြီးတော်လာနိုင်တယ်နော်အဲ့ဒီအဖွဲ့အစည်းဖြစ်တာကောင်းတယ်ကျွန်တော်ကလက်ခံတယ်အားပေးတယ်ဒါပေမဲ့တခုရှိတယ်အခု CRPH တစ်စင်ပြီးတစ်စင်တော့အလုံးလုံးလာပြီးတက်လာပြီကျွန်တော်မေးရှင်တာတော့ဒုတိယမေးခွန်းက CRPH အခုထိပါလို့2008အခြေခံစင်းမျိုးဥပဒေမရှိတော့ဘူးပြတ်သွားပြီဆိုတာဘာလို့မကြည်ညာသလဲဆိုတာကျွန်တော်အဲ့ဒါမေးချင်တယ်ဘာလို့ဆိုတော့ကျွန်တော်ဒီတလောက်ကဖြတ်သိမ်းရန်ဆိုတာတော့ပါတယ်ကျွန်တော်တို့နိုင်ငံရေးရည်မှန်းချက်၄ချက်ထဲမှာဒီ2008ကိုဖြတ်သိမ်းရန်ဆိုတာတော့ပါတယ်တကယ်ဆိုလို့ရှိရင်ပြတ်သိမ်းသွားပြီမဟုတ်ဘူးလားလို့2008ကိုကျွန်တော်တို့ CRPH ကနေပြီးတော့2008ဆိုတာမရှိတော့ဘူးပြတ်သိမ်းသွားပြတ်သွားပြီဆိုတာကိုဘာလို့မချင်ညာသလဲဆိုတာအဲ့ဒါကျွန်တော်တခုပြချင်တယ်နောက်တစ်ခုကကျွန်တော်ဒီနေ့မနေ့ပဲကျွန်တော်တို့CRPH ကနေပြီးတော့ဒုတိယသမ္မတခန့်လိုက်တယ်အဲ့ဒီသမ္မတကဦးမောင်ဝင်းခိုင်တန်းအဲ့ဒါနော်အဲ့ဒါသူ့ဒုတိယသမ္မတခန့်လိုက်တော့သူမိန့်ခွန်းပြောတယ်အဲ့မိန့်ခွန်းထဲမှာဗာပြောလဲဆိုလို့ရှိရင် Federal ပြည်ထောင်စုကိုတည်ထောင်မယ်လို့ပြောတယ်အရန်ကောင်းတယ်ဗျအရန်သဘောကျတယ်အရန်အားရတယ်ဒါ Federal ပြည်ထောင်စုကကျွန်တော်တို့တိုင်းရင်းသားတွေလိုချင်တယ်ပြည်ထောင်စုနော်ဒီ Federal ပြည်ထောင်စုကြီးပဲကျွန်တော်တို့တကယ့်ကိုလိုချင်တယ်ခွဲထွက်ပြီးကိုဟာကိုနေဖို့ကျွန်တော်တို့မှာစိတ်မကူဘူးပြည်ထောင်စုထဲမှာပဲမြတ်တနဲ့နော်ကျွန်တော်နေဖို့နော်အဲ့ဒါကြောင့်ဒီ Federal ကိုကျွန်တော်တို့တကယ်လိုချင်တယ် Federal မရရင်တော့ခွဲထွက်မှာပဲဒါရှင်းရှင်းပဲဒါပေမဲ့ Federal ကိုပဲပို့လိုချင်တယ်ခွဲထွက်တာတဲ့ဆိုတော့အခု Federal လို့ကြားလိုက်တဲ့အခါ Federal ပြည်တောင် Federal Democracy ကိုကြားကျွန်တော်အရန်ဝန်တာတယ်အရန်နဲ့အားရလာတယ်ဒါပေမဲ့အခုကျွန်တော်မေးချင်တာကအခုချိန်မှာစစ်ကောင်စီကအုပ်ချုပ်နေတယ်ကျွန်တော်တို့မှာအစိုးရလည်းမရှိတော့ဘူးနော်ပါလီမန်လည်းမရှိတော့ဘူးဗျတကယ်ဆိုလို့ရှိရင်ဒီအခြေခံဥပဒေဆိုတာလည်းမရှိတော့ပါဘူးတကယ်ဆိုဒီအချိန်မှာဒီကျွန်တော်တို့ CRPH ကဘာလို့Federal ပြည်ထောင်စုကိုတည်ထောင်မယ်Federal ပြည်ထောင်စုအတွက်တည်ထောင်နိုင်ဖို့ရFederal Constitution လဲရှိပြီးသား draft 2ပဲပြီးပြီဆိုတော့အဲ့ဒီ Federal Constitution ကိုယူပြီးတော့ယာယီ Federal ပြည်ထောင်စုတည်ထောင်လို့မရဘူးလားဆိုတာအဲ့ဒါကျွန်တော်ရဲ့
มีคนตะกูน่าสงมีคนอะคู CRPH ကကျွန်တော်တို့တိုင်းရင်းသားတမတော်တချို့နဲ့ဆွေးနွေးနေတယ်လို့ပြောတယ်အထူးသဖြင့် EAO ကျွန်တော်တို့ NCA လက်မှတ်ထိုးထားတဲ့ EAO ဆက်ဖွဲ့နဲ့ဆွေးနွေးနေတယ်လို့ပြောတယ်ကျွန်တော်မေးချင်တာကအခုချိန်ဒီမှာ CRPH ကနေပြီးတော့တိုင်းရင်းသားတမတော်တွေကိုစုစည်းပြီးတော့မှ Federal တမတော်လို့ဖွဲ့လိုက်ရင်ကိုမရဘူးလားဆိုတာအဲ့ဒါကျွန်တော်မေးချင်ပါတယ်အဲ့ဒါပဲကျွန်တော်မေးခွန်းပါကျေးဇူးတင်ပါတယ်ဆရာရဲ့နံပါတ်1မေးဖို့ပြရတယ် CRPH ထဲမှာတိုင်းရင်းသားပါတီဖွဲ့စည်းပါသလားလို့မေးပါပါတယ်ဆရာကျွန်တော်တို့ကတော့ပါပါတယ်လောက်ပဲပြောနိုင်တယ်ပေါ့နော်ကျွန်တော်တို့ပြည်တဲ့အတိုင်းပဲကျွန်တော်တို့ CRPH ကလက်ရှိအခြေအနေမှာအားလုံးကိုဝန်ထမ်းထုတ်ထားတယ်နောက်ပြီးကျွန်တော်တို့ဆက်သွားလာလှုပ်ရှားနေရတာလေကျွန်တော်တို့လုံခြုံရေးတော်ကိုတင်းကြပ်ပါပေါ့နော်တော်တော်ခက်ခဲခဲ့ရနေပြီးတော့လှုပ်ရှားနေရတာဖြစ်တဲ့အတွက်တချို့ဟာလေးတွေကိုတော့ကျွန်တော်တို့ကနာမည်စင်းတွေပါတွေကိုတော့ကျွန်တော်ထိမ့်သိမ်းထားပါတယ်နော်ဒုတိယမြောက်တစ်ချက်ကဒုတိယဒါတော့ဒီမှာဘေးကတော့ဆရာရှင်းပြပါဘောနော်ကျွန်တော်ပြောတာဆရာမရှင်းဘူးဆိုရင်လည်းပြန်မေးလို့ရပါတယ်လုံခြုံရေးရကျွန်တော်တို့ထိမ့်သိမ်းထားတာလေးတွေကိုဆရာနားလည်ပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ပြောနိုင်တာတော့ပါပါတယ်ဆိုတော့ကျွန်တော်ပြောလို့ရပါတယ်ဒုတိယမေးခွန်းကကြတော့2008ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးပြောရဲကျွန်တော်2008ဖွဲ့စည်းပုံကိုဖျက်သိမ်း၍ကျွန်တော်တို့ဒုတိယစုဝေးမှာပဲကျွန်တော်သုံးဖြတ်ပြီးတော့ဖျက်သိမ်းရန်ဆိုတာတော့အရန်ဆိုတဲ့စကားလုံးတွေမှာရွေ့ဆိုတဲ့စကားလုံးနဲ့စားထုတ်မယ်ဆိုပြီးတော့အဲဒီစကားလုံးလေးကိုကျွန်တော်ဖျက်သိမ်း၍ပေါ့နော်ဆိုတော့ဘာကြောင့်ကျွန်တော်တို့ကဒီချိန်မှာဖျက်သိမ်းလိုက်ပြီလို့မပြောရတာလဲဆိုတော့ဒီလက်ရှိကျွန်တော်တို့ကသမ္မတကြီးဦးမန်းဝင်းခိုင်တန်းပါဝင်လူကြီးများဖွဲ့ရှိပါတယ်ပေါ့နော်လက်ရှိတရားဝင်သမ္မတကဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံတော်ဆန်းစုကြည်ပါအဲ့ဒီလူတွေရဲ့ legitimacy လို့ခေါ်တဲ့ယက်တီမှုပါ2008ကိုကျွန်တော်တို့ကဒါလေးပေးထားပါလိမ့်မယ်ကျွန်တော်တို့ပြည်တွင်းမှာပြဿနာမရှိပေမဲ့လို့ကျွန်တော်တို့ကဒီဟိုမှာကြတော့နိုင်ငံတကာနဲ့ဆက်ဆံတဲ့ခါကြတော့ကျွန်တော်တို့ကဒါတွေကတို့စကားပြောပါတယ်ကြိုက်လို့နှစ်သက်လို့တော့မဟုတ်ဘူးကျွန်တော်တို့ကဒါလိုရတဲ့ခါမှာဒါမေးထားတယ်ကျွန်တော်တို့ဒါဖြတ်မယ်ဆိုတော့လည်းအတိအလေးကျွန်တော်တို့ပြောပြီးသားဖြစ်ပါတယ်နောက်တစ်ခုကတော့ဆရာပြောတဲ့မိကုန်းထဲမှာကျွန်တော်တို့ကဒီလောလောဆယ်မှာဆိုရပါညာဆိုတဲ့အခုက NUCC လို့ခေါ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရကိုကျွန်တော်တို့ဖွဲ့စည်းမှာဖြစ်ပါတယ်အခုကျွန်တော်တို့ကြေညာလိုက်တဲ့ဥပမာဝင်ခိုင်တန်းပေါ့နော်ဝင်ကြီးများအဖွဲ့လို့ပါလို့ဆိုတာတွေကအရင်တည်ရှိနေတဲ့အစိုးရအဖွဲ့ကို extend ထားလုပ်တာပဲဖြစ်ပါတယ်အခုမကြခင်မှာလာတော့မယ်ဟိုအားကြတော့ကျွန်တော်တို့ကဒီ NCU ပေါ့အဲ့ဟာနဲ့ကျွန်တော်တို့ကသွားမှာဖြစ်ပါတယ်အဲဆိုတော့အဲ့ဒီမှာလဲကျွန်တော်တို့က Federal ဟိုပြန်ပြောင်းမှာဖြစ်ပါတယ်Federal Constitution နဲ့ဆက်သွားမှာဖြစ်ပါတယ်Federal Constitution နဲ့ဆက်ပြီးတော့သွားမှာအဲ့ Constitution မှာကျွန်တော်တို့ကလည်းအစင်သစ်ရှိပြီးတော့ဖြစ်ပါတယ်နံပါတ်၄မိကုန်းကတော့ကျွန်တော်တို့နည်းနည်းပြောနည်းနည်းစောနေသေးတဲ့အတွက်ဟောတော့နည်းနည်းကျွန်တော်တို့က ethic တွေဘာဒီကိုယ့် ethic ကိုသိရတာတွေရှိတဲ့အတွက်တချို့ကလေးတော့နားလည်ပေးပါလို့ကျွန်တော်တို့ရှိပါတယ်လို့ပဲကျွန်တော်တို့ပြောနိုင်ပါသေးတယ်ဆရာကျေးဇူးတင်ပါတယ်နော်ကျွန်တော်လည်းကပ်ဖြည့်ပြောလို့ရမှာဟုတ်ပါဘူးဟုတ်ပါဆရာပြောတော့တဲ့2008 Constitution ကိုဘာဖြစ်လို့မဖြတ်သေးလဲဖြတ်သွားပြီးဆိုတော့ဟုတ်ပါတယ်ဖြတ်မှာပါဖြတ်လဲပြက်နေပါပြီဒါပေမဲ့ကျွန်တော်တို့ကနိုင်ငံတကာမှာတော့၎င်းချားဖွဲ့စည်းနေတော့၎င်းစကားပြောတဲ့အခါမှာ2008ပြတ်သွားပြီဟဲ့ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်တချို့ပညာရှင်တွေကလည်းပြောကြတယ်ဒီမှာလည်းဒီ Harvard Law School ကပါမောက္ခတွေကစပြောကြတယ်ပေါ့နော်2008ကဖြတ်လို့ရနေပြီဘာလို့မဖြတ်လဲပေါ့တချို့ပညာရှင်တွေကကြတော့လဲမဟုတ်ဘူးဖြတ်လို့မရသေးဘူးဒါကင်ပြီးတော့ဒီ parliamentarian တွေကိုဒီရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ legitimacy ကိုယူဖို့ကဒီဟာပေါ်မှာကင်ပြီးတော့ရွေးကောက်ပွဲကိုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဟာကိုဆက်ပြီးတော့ကင်ထားရမယ်ဆိုတော့ယူဆတွေကလည်းရှိနေတယ်ဆိုတော့အဲ့ဒီဟာအတွက်ကြောင့်မို့လို့အခုကဘာလုပ်ထားလဲဆိုတော့2008ကိုကျွန်တော်တို့ကခဏလေးကင်ထားတာပါအဲ့ဒီ legitimacy ကိုယူဖို့အတွက်ပါလီမန်ကိုဖွဲ့ဖို့အတွက်ခဏလေးကင်ထားတာပါဆိုရဖွဲ့ပြီးပြီပါလီမန်စပြီးဆိုရဖွဲ့ပြီးပြီဆိုတာနဲ့အဲ့ဒီတော်ကြီးကိုဖြုတ်ချမှာပါအဲ့ဒီဟာကြီးကိုကျွန်တော်တို့လည်းမကြိုက်ပါဘူးဘယ်သူမှလည်းမကြိုက်ပါဘူး
ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကနေပြီးတော့သူ့စိတ်တဲ့ရေးဆွဲထားတဲ့ constitution ကျွန်တော်တို့စက်ကိုင်လို့ဘလို့မှမဖြစ်ပါဘူး။တွေးခွဲထားတဲ့constitution ပါနော်။နောက်တစ်ချက်ကကျတော့ federal ကိုဆရာတို့လိုချင်လို့ကျွန်တော်တို့ကလည်းလိုချင်ပါတယ်။အကုန်လုံးကလည်းလိုချင်ပါတယ်။တိုင်းရင်းသားဘောင်းဆောင်ကလည်းလိုချင်ပါတယ်။ရှင်းရှင်းပြောရရင် American လိုနိုင်ငံမျိုးကျွန်တော်တို့ထောင်နေပါတယ်။နော်။အဲ့ဒါလည်းသွားနေပါတယ်အခုဆရာပြောတဲ့ constitution ကလည်း federal constitution နဲ့ပဲသွားမှာပါCRPH မှာတိုင်းရင်းသားနောက်ထပ်2ယောက်ထပ်ပြီးတော့ပါထားပါတယ်18ယောက်ဖြစ်နေပါတယ်အခုပြီးလို့ရှိရင်သူတို့ကခုနကိုမော်ဝါလည်းပြောရတယ်သူတို့ကဟောပါတော့ပုံနေ၊ကွယ်နေပြီးလို့ရှိရင်သူတို့ချားလုပ်တွေလည်းလုပ်နေရတဲ့အချိန်မှာသူတို့ကြီးညာချက်တော့ထုတ်လိုက်တယ်ပြီးလို့ရှိရင်စာရီလည်းပို့တယ်လို့ပြောပါတယ်ကျွန်တော်ကတော့ပြည်တွင်းမှာရှိကျွန်တော်ဒီပမှာပြောတာတော့သူတို့ပြောတာကစာရီလည်းထုတ်ပါတယ်သူတို့ကြီးညာချက်လည်းထုတ်ကြီးညာချက်စာကတော့အခုဟိုတော့ဗောနော်သူတို့ကြီးညာလိုက်ပါတယ်ပေါ့ဆိုတာက CRPH website မှာတော့ကြီးညာထားတာမျိုးမဟုတ်ဘူးသူတို့ဖိတ်ခေါ်ထားပါတယ်ဘာလဲဆိုတော့ Shan Analytics SNLD တော့၎င်းဘယ်တိုင်းရင်းသားပါတီလို့ဆို CRPH ကိုပူးပေါင်းမှာဆိုပြီးတော့သူတို့ဖိတ်ခေါ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့ကထပ်ပြီးတော့ပြောလိုက်ပါတယ် okay အဲ့ဒါဆိုရင်အဲ့ဒီအတန်ကိုပို့ပြီးတော့ကြေကြေတော်ထပ်ခေါ်ပါဆိုတော့သူတို့ကဟုတ်တယ်အခု CRPH ကိုလူ30လောက်အထိဆက်ပြီးတော့မြင့်မယ်လူ30လောက်ပါလာအောင်လုပ်မယ်တိုင်းရင်းသားတွေပါလာအောင်လုပ်မယ်ဆိုပြီးတော့သူတို့ပြောထားပါတယ်ဆိုတော့ဒါကတိုင်းရင်းသားတွေပါလာမှာပါဒါပေမဲ့ communication ကအရန်ဖြတ်နေတဲ့အခါကျတော့လို့ရကန်ရတာအချိန်သူတို့မှလည်းအချိန်မရှိဘူးကြာတကယ်တမ်းလုပ်နေတဲ့လူတွေကလည်းဟိုပြေးရဒီပြေးရပြီးလို့ရှိရင်စီဝေးတက်ရတယ်ဆိုတော့သူတို့မှအဲ့ဒီအချိန်ကလည်းတော်တော်လေးကိုကျဉ်းကျပ်နေတဲ့အတွက်ကြောင့်မို့လို့ပြီးမပေါက်ဘူးဖြစ်နေပါတယ်နောက်တစ်ခုကFederal Constitution order ကကျွန်တော်ဖြေတဲ့ထဲမှာပါသွားပါပြီကျွန်တော်တို့ကိုယ်တိုင်လည်း Federal Army လုပ်ချင်ပါတယ်တိုင်းရင်းသားတွေအကုန်လုံး EAO တွေရောအကုန်လုံးနဲ့ပူးတွဲပြီးတော့ Federal Army လုပ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်